သူများတွေပျော်ရွှင်နေကြတဲ့ချစ်သူများနဲ့ရောက်တိုင်း29နှစ်တီတီမိန်းကလေးတစ်ယောက်ကိုစောင့်နေခဲ့တဲ့ယောက်ျားရင်မကြီးတစ်ယောက်လူတွေကသူ့ကိုအဲလက်ဆိုလတိုအီနာမိုရာတိုလို့ခေါ်ကြတယ်ဒိတ်ခွေကတော့အခြေယူစစ်သားကြီးတဲ့ဒီဇလန်ကရုပ်ရှင်မဟုတ်ဘူးနိုဗယ်မဟုတ်ဘူး2023ခုနှစ်တုန်းကဆိုရှယ်မီဒီယာပေါ်မှာဗိုင်းရွယ်ဖြစ်ခဲ့တဲ့မက္ကဆီကိုနိုင်ငံကအချစ်ဇလန်တစ်ပုတ်ပြီးတော့တချို့ချစ်တွေကချိန်ကြသွားရင်မိသွားတတ်တယ်ဆိုတဲ့ကဘာကြီးရဲ့စကားကိုတိတ်တိတ်လေးပြန်ညင်းပြနေတယ်လို့ဖြစ်ခဲ့တဲ့ story တစ်ခုလည်းဖြစ်ပါတယ်အင်တာနက်ပေါ်ကလူတွေပြောပြတဲ့အကြောင်းအရာတွေအရသူဟာမက္ကဆီကိုမရင်းတပ်ဖွဲ့ရဲ့အငိမ့်စားစစ်သားတစ်ယောက်လူတွေရှိမှတော့ယူနီဖောင်းအပြည့်နဲ့မာကျောတယ်တည်ငြိမ်တယ်စစ်မြေပြင်ရဲ့ကြောက်စရာကောင်းတဲ့စစ်သားတစ်ယောက်လိုမြင်ရတယ်ဒါပေမဲ့ဘယ်သူမှမသိခဲ့တာကအဲ့ဒီမှာကြောတဲ့ယူနီဖောင်းအောက်ကနှလုံးသားဟာမိန်းကလေးတစ်ယောက်ရဲ့အပြုံးကြောင်တိတ်တိတ်လေးညှဉ်းညက်နေခဲ့တာပါပဲသူနာမည်ကတော့ Estebanyanes ပြီးတော့သူချစ်ခဲ့ရတဲ့မိန်းကလေးနာမည်ကတော့ Cecilia လို့သူတွေပြောကြပါတယ် Cecilia ကကပါကျော်လောက်အရန်လာပါတဲ့မိန်းကလေးမျိုးမဟုတ်ပါဘူးဒါပေမဲ့သူမရဲ့ပြုံးကတော့စစ်မြေပြင်မှာပင်မသမျှအရာအလုပ်ကိုခဏလောက်မိသွားစေနိုင်တဲ့အထိရွေးထွန်းလွန်းတဲ့အပြုံးမျိုးပါစစ်သားကြီးကဆက်စလီယာကိုပထမဆုံးမြင်လိုက်တဲ့နေ့မှာတည်းဒီလူကိုငါတစ်သလုံးချစ်တော့မယ်ဆိုတာနှလုံးသားတိုက်ကနေလိုလိုတည်နေခဲ့တယ်အချစ်ဆိုတာတချို့လူတွေအတွက်တော့ဖြည်းဖြည်းချင်းစတင်ခဲ့တာပါဒါပေမဲ့တချို့လူတွေအတွက်တော့နှလုံးချစ်ဆုံတဲ့စက္ကန့်ပိုင်းမှာတည်းနှလုံးသားတစ်ခုလုံးကိုအပြီးပိုင်အနံ့သွားမိတတ်ကြပါတယ်သူကဆက်စလီယာအတွက်ပန်းတွေဝယ်ပေးတယ်စစ်တပ်ကနေအားလျက်ရတိုင်းမိုင်ပေါင်းများစွာဝေးတဲ့နေရာကနေသူမစီပြေးလာခဲ့တယ်သူ့အတွက်တော့စစ်ပွဲတွေပြမမှုတွေတနက်တန်တွေဒါတွေအားလုံးပြီးဆုံးသွားပြီးငြိမ်းချမ်းခြင်းကိုခံစားရတဲ့တစ်ခုတည်းသောနေရာဟာဆက်စလီယာရဲ့အနာပဲဖြစ်ခဲ့တာဒါပေမဲ့ဘဝကအချစ်ဇလန်ကိုင်းကိုပျော်ရွှင်ခြင်းဆုံးသက်ကိုမပေးတတ်ကြပါဘူး1996ခုနှစ်မှာအကြောင်းမျိုးမျိုးကြောင့်သူတို့နှစ်ဦးလောင်ခွဲခဲ့ကြပြီးဆက်စလီယာဟာအဝေးတနေရာကိုထွက်သွားခဲ့တယ်လို့ဆိုကြပါတယ်အဲ့ဒီအချိန်မှာသူ့နှလုံးသားထဲကအစိတ်ပိုင်းတစ်ခုလုံးအပိုင်းပိုင်းကျိုးပဲ့သွားတယ်လို့ခံစားလိုက်ရပေမဲ့သူမကိုအတင်းကျပ်မတားဆီးခဲ့ပါဘူးဘာလို့လဲဆိုတော့သူ့အတွက်ချစ်ဆိုတာပိုင်ဆိုင်မှုထက်တစ္ဆာရှိဖို့ကပိုတတ်ဝင်နေခဲ့လို့ပါသူတို့နှစ်ယောက်ဟာလက်မခွဲခင်နောက်ဆုံးညမှာကတိတစ်ခုပေးခဲ့ကြတယ်ဘယ်လိုပဲဖြစ်ဖြစ်နှစ်တိုင်းအချစ်သူများနဲ့ရောက်တိုင်းငါတို့ဒီနေရာမှာပြန်ဆောင်ကြမယ်တဲ့အဲ့ဒီနောက်ပိုင်းချစ်သူများနဲ့ရောက်တိုင်းသူဟာမက္ကဆီကိုနိုင်ငံကလမ်းတော့တနေရာမှာစစ်ယူနီဖောင်းအပြည့်ဝတ်ပြီးဖက်စီလေးတစ်စီးကိုင်ကတိတ်တိတ်လေးလာရက်နေခဲ့တယ်တနေ့နှစ်ငါးနှစ်သူတွေကတော့ဒီလူမင်းမသွားသေးဘူးလားလို့ပြောကြတယ်ဒါပေမဲ့သူမရက်ခဲ့ဘူး10နှစ်15နှစ်20သူ့ရဲ့ကောင်းမှာသပင်ဖြူတွေဆန်းလာတဲ့အထိသူဆက်လာနေခဲ့တယ်မိုးတဲမဲမဲရွာတဲ့နေ့တွေရှိတယ်ညင်ပူလူးလို့အသားတွေလောင်နေတဲ့နေ့တွေရှိလေအေးတွေကြောင့်တကိုယ်လုံးတုန်နေတဲ့ညတွေလည်းရှိတယ်တချို့လူတွေကသူ့ကိုချီယူဆိုပြီးရည်ကြတယ်တချို့တွေကတော့ဘေးနားကဖြစ်သွားရင်ဗီဒီယိုရိုက်ပြီးဆိုရှယ်မီဒီယာပေါ်မှာတင်ကြတယ်။ဒါပေမဲ့သူ့အတွက်တော့အဒီနေ့တစ်နေ့ဟာသူချစ်ခဲ့ဘူးတဲ့လူတစ်ယောက်ကိုမမေ့သေးဘူးဆိုတာကိုတိတ်တိတ်လေးတက်တိတ်ပြတဲ့နေ့လေးတစ်နေ့ဖြစ်နေခဲ့တာပါ။29နှစ်တီတီလူတစ်ယောက်ကိုမပြောင်းလဲပဲချစ်နိုင်တာတကယ်ကိုလွယ်တဲ့အရာမဟုတ်ပါဘူး။ဒီခေတ်ထဲမှာတချို့လူတွေကအကြောင်းအရာလေးတစ်ချက်မပြန်တာနဲ့အချစ်တွေပြောင်းလဲသွားကြတယ်။ဒါပေမဲ့ဒီစစ်သားကြီးရဲ့အကြောင်းကိုတော့လူတန်းပေါင်းများစွာကိုရင်းနှီးထိသွားစေခဲ့တယ်။ဘာလို့လဲဆိုတော့လူတိုင်းရဲ့နှလုံးသားထဲမှာမပိုင်ဆိုင်ခဲ့ရပေမဲ့ဘယ်တော့မှမမေ့နိုင်တဲ့လူတစ်ယောက်ရှိတတ်ကြလို့ပါပဲ။အခုပြောပြနေတာတွေက officially အတည်ပြုထားတဲ့ source တွေမရှိသေးပါဘူး။ဒါကြောင့်ဒီ story တွေကအချို့ပိုင်းတွေဟာ social media ပေါ်မှာလူတွေထပ်ဆင့်ခန်းစားပြီးပြောကြလာတဲ့ legend တစ်ခုလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ချစ်သူများနဲ့ရောက်တိုင်း fantasy ကင်ပြီးတနေရာထဲမှာတိတ်တိတ်လေးရက်နေတဲ့အတိစစ်သားကြီးရဲ့ပုံရိပ်ကတော့တချို့ချစ်သူကအဆုံးသက်သွားရင်တော့နှလုံးသားကနေဘယ်တော့မှထမသွားဘူးဆိုတာကိုတိတ်တိတ်လေးတက်တိတ်ပြနေတယ်လို့ပါပဲဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုဆက်လက်ဆင်တင်ဆက်ပေးသွားမှာမို့လို့ channel လေးကို like and follow လုပ်ပြီးမို့မမေ့ကြပါနဲ့